ကျွန်တော်ဒီအခြေမရှိတဲ့အကြက်ထက်ကနေပြီးတော့ဒီအခြေကောင်းအခွင့်ကောင်းကိုပေးတဲ့ဖျားစီရဲ့နာမတော်ကိုလည်းချီးမွမ်းပါတယ်ဖျားကကျွန်တော်တို့ကိုအခွင့်မပေးရင်အခြေရမရနိုင်ဘူးဖျားကကျွန်တော်တို့ကိုအခွင့်မပေးရင်ဆူတောင်းမဲ့အခွင့်ရမရှိဘူးပဲလို့ဖြစ်ဥပမာပေါ့ကျွန်တော်အခုဖျားနေဒီအစီအစဉ်ကိုကျွန်တော်လာလို့မရတော့ကျွန်တော်မှထိုင်လို့မရရင်ဒီမှာထိုင်လို့မရတော့ကျွန်တော်မှစကားပြောဖို့ရအတွက်ကျွန်တော်ဖះပြောခွင့်ပေးမှပြောနိုင်တဲ့အခွင့်အရေးကိုဖះပေးတယ်ဒါကြောင့်မလို့ဒီနေ့ကျွန်တော်တို့ဒီအခွင့်အရေးကိုပေးတယ်ဖះရဲ့နာမတော်ဒါ၍ချီးမွမ်းပါစေလို့လည်းကျွန်တော်ပြောလိုပါတယ်ဒီနေ့ကျွန်တော်တို့ဆူတောင်းအဖွဲ့ရဲ့ကောင်းစီက heal our land ဆိုတဲ့ကောင်းစီနဲ့ဒီနေ့ကကျွန်တော်တို့ရေးထားတဲ့အတွက်ကြောင့် healing ဆိုတာကိုကျွန်တော်နေငယ်ပြောချင်တယ်အဲ့မပြောခင်မှာကျွန်တော်ကြားပိုင်းတစ်ပိုင်းရွေးထားပါတယ်ဒါကိုလည်းဖြစ်နိုင်တော့နော်ဘာသာအဲ့ဒီ line လို့မဟုတ်လေ flam လို့ ਨੇ ဖတ်နိုင်တဲ့လူကပြဖတ်စေချင်တယ်ဒါကတော့ second kings chapter 20 verses 5 ကဖြစ်ပါတယ် second kings chapter 20 verse 25 chapter 20 verses 5ပေါ့နော်ဒုတိယစာဆောင်ပေါ့နော် kings ဒုတိယစာဆောင်အခါကြီး20အခန်းငယ်9ပေါ့ကျွန်တော်အင်္ဂလိပ်လိုပဲဖတ်ပါမယ်ဒီမှာအဲ့မှာရှိတဲ့နဲ့ပြဖတ်ပေးစီစဉ်တယ် Your Lord the God of your ancestor David have heard your prayer and seen your tears I will heal you Your Lord the God of your ancestor David have heard your prayer and seen your tears I will heal you ဆိုပြီးတော့တယောက်ကဖတ်ပေးစီချင်တယ်အဲ့ဒီချပိုက်ကိုပေါ့နော်ဗမာလိုတယောက်ပြီးတော့ကျွန်တော်တို့ဟာခါလိုတယောက်ဖတ်ပေးနိုင်တော့အရာချစ်တင်ပါပဲ Second King chapter 20 verse 5နော်ကြာ Second Kings chapter 20 verse 5ဖြစ်ပါတယ်ကလမ်လိုအရင်ဖတ်မယ်ပြင်ထားတာပေါ့နော်siyang parang pungkol jangana kirsalola kaminong poli ralboy Hezekiah kabasimo napa David Pathian BAWIPA inhiti in ati natachamnak chu kathaisaw namit phikhal kamhusaw ngai nik kalaw dam tarding nithumna ka BAWIPA ina nahong sauding asi Bible kan siya may Pathian tuswa na ang persokse Amen. Hakan. Samarut namun na ong law. Ka siyang parang sa paghinak dal nga dal kul changa ilatlo kami na boy Ezekiel sin a chun hibang imboy pa napu David Pathian ni natlachamna kha kathai I namit khi kha kamo zauman kandam tarlai I anithum nakni a BAWIPA in a kankal kan nahong kalay kan sa tiyang BAWIPA ni tlatso kan perpek sa Amen ဗမာလိုနဲ့ဖတ်ပေးနိုင်မဲ့လူတယောက်စီတော့ကျေးဇူးတင်မယ်Samangunte
call อ๋อ thông อรุณพรหลาย Ừ. จะมายายหวานสรุปทะสองเนาะก็มาเนี่ยติดมาจวนลูเนาะเพิ่นเนาะตินดีงาลูดูอีโอชกพยากิมินทันตุจะผ่านตัวบีทินตินอบะดาวีพยาตะเขียนทวราพยามิ่งดอโมดีกาตินอีปัฒนาสกาโกงาจาบีตินอีเมียยีกูเลงามินดีตินอีอนากูเลงาเปียวสีตะเพตินดีตุงยันลุนเพนปีมันโรสุเตยาลิงเม ကျေးဇူးပါဒါကဟိုကျွန်တော်ဖားလိုက်တဲ့အခါမှာတကယ်ပဲဟိုတော့ကျွန်တော်ဒီချားပိုက်ကိုဖတ်နိုင်တော့ခွာရတယ်နံပါတ်1ကတော့ဟိုကျွန်တော်တို့စူတောင်းတာအားလို့ကိုဖះကနားညောက်တယ်ဆိုတဲ့ဥစ္စာဒီကကျွန်တော်တို့ဒီမှာလာရောက်နေတဲ့သူတွေအားလို့ကဟိုစူတောင်းတဲ့ဟိုသူတွေဖြစ်တယ်စူတောင်းအဖွဲ့ဖြစ်တယ်ဆိုတော့စူတောင်းတမျှဟာဖះနားညောက်တယ်ဆိုတာကျွန်တော်တို့အတွက်မိတ်ဆွေတို့ဒါတတိကောင်ထက်ကတတိကောင်ဖြစ်ပါတယ်တစ်ဖက်ကပြောမယ်ဆိုတော့ကျွန်တော်ပြောတဲ့စကားတွေပေါ့နော်ပြောမယ်ဆိုရင်အခုနိုင်ငံတော်အကြီးအကဲတွေနော်တထေးတကြွတွေဟိုဘယ်လိုပြောမလဲဟိုအဲ့လိုပေါ့နော်ဒီအာကြီးမားတဲ့လူတွေသူတို့ကိုကျွန်တော်စကားပြောရင်သူတို့နားထောင်ချင်မှနားထောင်မယ်လို့လဲကျွန်တော်မထင်ပါဘူးနားညောင်းမယ်လို့လဲကျွန်တော်မထင်ဘူးတခါလေကြိုက်တော့ကျွန်တော်တခြားအဲ့လိုဟိုကြီးမားတဲ့ဟိုတော့ပေါ့ခုနလိုပေါ့နော်ဟိုလူတွေကိုတော့ထားလိုက်အောင်တခါလေကြိုက်တော့ကျွန်တော်တို့မိတ်ဆွေတွေကျွန်တော်တို့မိသားစုတွေကျွန်တော်တို့ညီကိုမောင်နှမတွေတောင်မှကျွန်တော်တို့ပြောတဲ့စကားကိုနားထောင်တဲ့အချိန်နားမထောင်တဲ့အချိန်တွေအများကြီးရှိတယ်အဲ့လိုပြောရပါဘောနော်နားမထောင်တဲ့အချိန်အများကြီးရှိတယ်အဲ့မှာလဲကျွန်တော်တို့အခုထိုင်နေတဲ့ထက်မှာလဲလီမယားတွေရှိကြမှာပဲနော်အိထောက်တွေရှိကြမှာပဲဒီခါလေကျရင်ကိုယောက်ျားတောင်မှကိုဇနီးပြောတဲ့စကားကိုနားမထောင်တဲ့နေ့တွေအများကြီးရှိမှာမဟုတ်ဘူးလားဒီခါလေကျရင်လဲကိုနော်ကိုယောက်ျားကကိုဇနီးကနားမထောင်တဲ့နေ့အများကြီးရှိကြတာဒါပေမဲ့ထူးဆန်းတာကတော့မိတ်ဆွေတို့ထာဝရဘုရားဒီနေ့ကျွန်တော်တို့ဆုတောင်းတာတွေကိုနားထောင်တယ်ဘုရားဖြစ်တယ် Praise the Lord နော် Praise the Lord ဒါအပြင်ဒီမှာတေချာရေးထားတယ်ကျွန်တော်တို့မြတ်ရည်တွေကိုဆုဆောင်တယ်ကျွန်တော်တို့မြတ်ရည်တွေကိုသူတွေးမြင်တယ်တခါလေကြာရတော့ဥပမာပေါ့နော်ဟိုခုနပြောသလိုမိသားစုထဲမှာတောင်မှကျွန်တော်တို့မြတ်ရည်ကိုနားလည်တဲ့လူတွေကနည်းနည်းတော့ပဲရှိမယ်နော်အခြေပြည့်မဟုတ်ဘူးအခြေမရွေ့ရမဟုတ်ဘူးနော်ဒီလောကမှာမငိုဖူးတဲ့လူကတော့ရှိမှာတော့မဟုတ်ပါဘူးငိုကြတာပဲမြတ်ရည်မကြားဖူးတဲ့လူဆိုတာကတော့ရှိမှာတော့ရှိကြအကုန်လုံးဖြစ်ပါတယ်သို့တော့အဲ့ဒီမြတ်ရည်တွေကိုရည်တွဲပေးနေတဲ့သူကဘာတူလဲကိုယောက်ျားမဟုတ်ဘူးကိုမိမမဟုတ်ဘူးကိုဖေမိတော့မဟုတ်ဘူးเนาะပြောမယ်စီပြောမယ်စေကိုမိတ်ဆွေတော့မဟုတ်တကယ်တော့ဆိုတခါလေချာခရစ်တော်ပဲမဟုတ်ဘူးလားကျွန်တော်ဆုတောင်းတာတွေကိုကြားတယ်ကျွန်တော်ရဲ့မြတ်ရည်တွေကိုရည်တွဲပေးတာကျွန်တော်မြတ်ရည်တွေကို
ဆူဆောက်ပေးထားတဲ့ထာဝရဘုရားကိုကိုးကွယ်ခွင့်ရတာဟာလေလုယာဟာလေလုယာ Amen. ဒီနေ့ဘုရားတို့အားလုံးဖြစ်ကြမှာပဲဆိုတော့ပြောချင်တာကဒါနံပါတ်1နဲ့2အချက်ပေါ့နော်ဒါတွေကိုမှီပြီးတော့ I will heal you I will heal you ဒါကတော့ဘယ်လိုပြောမလဲဒါကတော့ healing ဆိုတာကတကယ်ဒါဆိုရင်ဒါမနက်ဟာခါလို့ဖြစ်မှာပေါ့နော်ကျွန်တော် pronunciation နည်းနည်းနားလည်ပေးပါမြန်မာလိုဆိုရင်လည်းတကယ်ဒါကြမှာချင်းပေးမယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ကြမှာချင်းလွတ်မြောက်ချင်းဒီနေ့လူဘဝကမလွတ်မြောက်ဘူးမိတ်ဆွေတို့မလွတ်မြောက်ဘူးဘယ်သူမှလွတ်မြောက်တယ်လို့မရှိအဲ့ဒါခက်နေတာလွတ်မြောက်ချင်းဆိုတာကတကယ်တမ်းဥပမာပေါ့နော်အပိကနဲ့ဘယ်သူမှလွတ်မြောက်လို့မရဥပမာကျွန်တော်ကခရိယာဖြစ်တယ်ယုံကြည်သူဖြစ်တယ်တိုးတော်လည်းပဲကျွန်တော်ဟာနဲ့ကျွန်တော်လွတ်မြောက်လို့မရအောင်ကျွန်တော်မှာဘာလုပ်တယ်လဲကယ်တင်ရှင်လုပ်နေတယ်ဘာကြောင့်လဲလွတ်မြောက်ဖို့ရအတွက်ပေါ့နော် healing ဆိုတာကလွတ်မြောက်ခြင်းပဲတကယ်ဒါဆိုရင်ဒီနေ့မြန်မာပြည်မှာဘာဖြစ်နေတယ်လဲနော်ကျွန်တော်ဒီလောက်ကျွန်တော်တို့လူတောင်မှဒီလောက်မျက်ရည်ကြရင်လူကိုချစ်တဲ့ဖာဆင်းစီဖះကမြန်မာပြည်အတွက်ကိုမျက်ရည်ကြနေမှာပဲလို့ကျွန်တော်အမေရာအဲ့လိုတွေးတယ်မြင်တယ်ကျွန်တော်တောင်မှမြန်မာပြည်မှာအဖြစ်ပြားကိုကြည့်မျက်ရည်ကြတယ်ဆိုရင်စီရချင်းတပ်ဖြတ်ချင်းဆူဆူချင်းအကြဖက်ခြင်းမတရားခြင်းဒါနဲ့ပြည့်လျက်နေတဲ့အချိန်ပေါ့နော်အမှောင်မိုက်ဆိုးအချိန်ကမတရားမှုပြည့်လျက်နေတဲ့အချိန်တွေရဲဆဲခြင်းကြာကျုပ်ခြင်းတစ်ဖက်ကပြောမယ်ဆိုရင်တော့မေတ္တာဆိုတဲ့ငါမွန်းနေတဲ့အချိန်ပေါ့နော်ချစ်ချင်းမေတ္တာရဲဆဲချင်းမှာချစ်ချင်းမေတ္တာမရှိဘူးကြာကျုပ်ချင်းမှာခရုဏာမရှိဘူးမုတ်တီချင်းမှာမေတ္တာဆိုတာမပြောနဲ့မရှိဘူးရှိကိုမရှိတာအမှောက်ထဲမှာအလိမရှိဘူးထုံနေတူပဲအလိထဲမှာလည်းအမှောက်မရှိဘူးဒါစစ်စစ်လေးပေါ့နော်တစ်ဖက်ကပြောမယ်ဆိုရင်မကောက်တဲ့ဖက်မှာကောက်တာမရှိဘူးတခုမှမရှိဘူးမကောက်တာပဲရှိတယ်ရောလို့ကိုမရဘူးထုံနေတူပဲနိုင်ငံရေးအရာပြောမယ်ဆိုရင်ဒီမိုကရေစီနဲ့အာဏာရှင်စနစ်ကတခုမှတူညီတာမရှိဘူးဒါလည်းနားလည်ဖို့လိုတယ်အတူနေလို့ကိုမရတာတစ်ဖက်ကပြောမယ်ဆိုရင်အမှောင်နဲ့အလင့်ကအတူနေလို့မရဘူးမိတ်ဆွေတို့ကောင်းတာနဲ့မကောင်းတာလည်းအတူနေလို့မရဘူးမဖြစ်ဘူးเนาะဥပမာပေါ့ဟိုစပွဲပေါ်မှာကျွန်တော်သမီးစားမယ်ဆိုပါဆိုအဲ့မှာအမိုက်ပုံးနဲ့စပွဲကအတူထားလို့ကိုမရတာဟုတ်တယ်အဲ့လောက်အထိကိုစီစီလေးလေးဖြစ်ရမှာဒါပေမဲ့တစ်ဖက်ကပြောမယ်ဆိုရင်လူကမလွတ်မြောက်ဘူးဘယ်ကမလွတ်မြောက်တယ်လဲအခုနရဲဆန်ချစ်ကမလွတ်မြောက်ဘူးဆူဆူမလွတ်မြောက်အကြဖက်ချစ်ကမလွတ်မြောက်ဘူး heal our land လွတ်မြောက်ချစ်လို့တယ်ဆိုတော့တစ်ဖက်ကပြောမယ်ဆိုရင်အဖြူနဲ့အမဲကတူညီတာတွေ့လား
a few ne mega a to me moot the kuma to no madubu a few bear a mega me Tony to bear to no count kinning a year go jimmy so ye count kinning a year ka to me moot the kuma masitelo count kinning a year jama but the kuma masu the pekka kauki shoot there, yes, shoot at have. The pekka a cow shoot there, associated dabe. Lusuela, Namu Besima, Yoji to them, Yoji to Besima. The charm, I miss you. Dajamu Kritoka, Piodaka, no, Blobiomala, Taku to Sicily, Piode, Puyi Pubo, no, Nui Nuiba, no, Eba. Lolo, Putololo, Masibu. That Nian and Gauki Jama, Niamasitlo Bono, da Niamasi. So, Jono Lumio Chin Sudenia, ma Jonoro, Yamananga, ha. The cat Lumio Chico Loane de Suraka, Akuna Jono Pure Tema Neitai Pipianedaka, the Tepianam Hogula. Macauna Pinei, Kauya to Tuapo, Lemio Polore. Macau de Niaga, Nebrobeniacule, Gau de Niaco, Lemio Polore. Mateato Niama Sinei, Mateato Niaga, Nebro, Teato Niaco, Jodoa, Lemio Polore. A mount my Sinei, a lean Peco Jodo, Lemio Polore. So, Daro, Jono, Alo, Nale, Pitale, Pipara. So, Enema, the peck up your message. Remion Chidelu, but to simile, lo me, Tea Matia, Remion Chichamabe. Daime, Remiauto, Nilaka, the Kueside. Joroko, Remion, Seto, Dune, Nema, Bauma, Remiolo Yame, da. Crido Pite. Amen. General Katie Simbo, Katie Begane getting tele, a Maugane Kenti Piro, Beniago Tadle, a Lima, Wakaide. Nye Piane Keti Piro Begule, Kaukiko, Wakaide. Mateachia ne Keti Piro Bale, Teachigo, Wakaide. Macaura ne Keti Piro, Count and Niaco Bole. So, heal our land, no pure come, ha. Jonoko, the cat, healer. He is our healer. He's the only healer. So, da imdama, Jodo alo, nale polo. So, the gera suido, Jonoka, Messica Jarabon, Aloka. Pebena Messicadle. So Messi di Jono Pune de Messi goes on Pori Namaho. Jodo Naloda Messi Bono. Jodo Wongi Messi, Ganade, Messi. The back up your mess we are blind. We need to see. Me polo. Mamida ha, me polo. So, Baku Mamida Lelo Pure Meso. Jodo Mita Kumina. Umabo. Yes, I chico, need I loan it to the ha, bar pillow less, so to Roma, meta masilo. Ma my chico, need I loan it luha, to my bar pillow le a limasilo. The peg up your messway. Jonoko Dari alo, Messica de Luca, Credone, Duide Kama, Baduida Tule, to Messi, Mitware. Heal Pitwada, let me out. Begana let me out the le, Messi garden near Gani Piro, Messi Midenia go, let me out. No, the Kua, Jodo, the Jasamale Twitter on Lepros. Lepros Uraka Bale, Lepros ka, the yoga, no, the Anaji yoga. Anaji yoga terigale, to
ခရစ်တော်နဲ့တွေ့တဲ့အခါမှာဘာဖြစ်သွားတယ်လဲ heal ဖြစ်သွားပြီးတော့လွတ်မြောက်သွားတယ်ဘယ်ကနေလွတ်မြောက်သွားတယ်လဲအနာကြီးယောဂါကနေပြီးတော့လွတ်မြောက်သွားတယ်သူတို့မှာယောဂါပဲမှာရှိတယ်လဲခရစ်တော်ကယူသွားတယ်သူတို့ကိုလွင်ငယ်ချတာကိုပေးတယ်အတိတ်ဘက်ကပါလဲဆိုရင်ကျွန်တော်တို့အသက်တာမှာအနာကြီးယောဂါမျိုးမျိုးရှိတယ်မိတ်ဆွေတို့အဲ့ဒီအရေးပြမှာဖြစ်တဲ့အနာကြီးတစ်ခုပဲမဟုတ်ဘူးကျွန်တော်မိသားစုတွေမှာအနာကြီးယောဂါတွေအများကြီးရှိတယ်ကျွန်တော်ဖျားချောက်တွေမှာတောင်မှအနာကြီးယောဂါတွေအများကြီးရှိတယ်ကျွန်တော်နှလုံးသားထဲမှာအနာကြီးယောဂါအများကြီးရှိတယ်မိတ်ဆွေတို့ကျွန်တော်လည်းရှိတယ်ခင်ဗျားလည်းရှိတယ် we need a healer just that we need a healer ကျွန်တော်အနာကြီးယောဂါကနေပြီးတော့လွဲမြောက်ပေးနိုင်တဲ့လွဲမြောက်ကယ်တင်ရှင်ခရစ်တော်ကျွန်တော်လုပ်ရှိတယ်ဘုရားကျွန်တော်တို့မှာနော်ဒီကြားစာမှလည်းတွေ့တာတနေ့တော့12နှစ်အထိပေါ့နော်တကယ်12နှစ်အထိဆိုတာတော့ကျွန်တော်စဉ်းစားတော့မရဘူးကျွန်တော်ဆရာဝန်တယောက်အနေနဲ့လေတွေးထွက်တဲ့နေမကောက်တဲ့မကြားမှာတဲ့အမြုပ်တမိပေါ့ခက်တော့လာတယ်ဆိုတာသူသိတဲ့အခါမှာခရစ်တော်ရဲ့ဆောင်ကိုတွားထိလိုက်တာနဲ့ heal သူယောဂပြောင်းသွားတယ်အဲ့ဒါမှခရစ်တော်ကဘာပြောတယ်လဲဘယ်သူကငါ့ကိုထိတယ်လဲသူရဲ့တမန်တော်တွေကကြည့်ပါဒီမှာလူကထောင်နဲ့တောင်းနဲ့လိုက်နေတဲ့ဥစ္စာကိုဘယ်သူကငါ့ကိုထိတယ်လဲဆိုတာကကျွန်တော်တို့ဘယ်လိုသိနိုင်မလဲဒါပေမဲ့ခရစ်တော်ကမေးတယ်အဲ့ဒီအမျိုးသမီးကကျွန်တော်သူ့ကိုထိတာကနော်သူနားလဲတယ်သူသဘောပေါက်တယ်အဲ့လိုဒါအတိတ်ဘက်ကပါလဲကျွန်တော်တို့ကာယကာရှိကိုတိုက်ကဘသူနဲ့ထိတွေ့ဆက်ဆံဖို့လို့တလဲထိတွေ့ရမှာတိရမှာဘသူကိုထိရမှာလဲခရစ်တော်ကိုထိဖို့လို့တယ်သူနဲ့ထိတွေ့ဖို့လို့တယ်သူနဲ့ဆက်ဆံဖို့လို့တယ် relationship intimacy သူနဲ့ကိုဆက်ဆံဖို့လို့ထိဖို့မေးဆွေပါအဲ့မှာတကယ်ရင်ငါနေတဲ့မြို့သမီးလဲခရစ်တော်နဲ့တွေ့တဲ့အခါမှာသူကရေလာခန့်တာပေါ့ခရစ်တော်ကမေးငါကိုပေးတော့ရေကိုမြစ်တောင်းရေမငတ်တော့ဘူးတဲ့ငါကိုပေးတော့ရေတောင်းရင်သူရေမငတ်တော့သူအမျိုးသမီးကအာအော်တယ်ဘာပြောနေလဲနားမလဲသို့တော့သူကခရစ်တော်ပေးတဲ့ရေကိုခရစ်တော်ကပေးတဲ့စကားခရစ်တော်ပါစာတက်ကထွက်တဲ့စကားခရစ်တော်ရေးပဲဒါကိုသူလက်ခံတဲ့အခါမှာနားလဲသွားပြီနားလဲသွားသူကြီးမငတ်တော့တစ်ဖက်ကပြောမယ်ဆိုတာကျွန်တော်တို့အားလုံးဒီငါတော်သူဖြစ်ကြတယ်ကျွန်တော်လူသားတွေအားလုံးဒီစာလောင်နေတော့တတ်ပါတယ်ကျွန်တော်ဒီမေတ္တာကိုစာလောင်တယ်ကျွန်တော်ဒီကောင်းမှုကိုစာလောင်တယ်ကျွန်တော်ဒီအကောင်းတရားကိုစာလောင်တယ်ကျွန်တော်ဒီတကယ်တော့ဆိုတော့လူဘဝဒီမိတ်ဆွေပေါက်တော့စာလောင်မှုအမျိုးမျိုးနဲ့နော်ဘယ်လိုပြောမလဲတွားနေကြတဲ့ပုံနဲ့ဖြစ်တယ်ခရစ်တော်ပေးတဲ့ဒီတောင်းမှအဲ့ဒီစာလောင်မှုကပျောက်သွားမှာဖြစ်တယ်ဟုတ်မှာပေါ့အားလုံးလဲဒါကိုနိကိုဟာသူတည်တနာလောက်ကြပေါ့နော်နည်းနည်းဘယ်လိုပြောမလဲစာတာကြည့်ပေါ့ခင်ဗျဘယ်နိုင်ငံမှာပဲနေစာလောင်မှုကပျောက်သွားမှာမဟုတ်ဘူးနံပါတ်1နော်တူတဲ့နိုင်ငံပဲဖြစ်ဖြစ်မတူတဲ့နိုင်ငံစာလောင်မှုအဲ့ဒီနိုင်ငံမှာစာလောင်မှုပျောက်တယ်ဆိုတာမရှိဘူးကောပါနံပါတ်1နံပါတ်2
ဘလောက်ပဲချားတာနေပါစေဒီလောကမှာရှိတဲ့စစ်စီဥစာတွေနော်ပိုင်းစာတွေနာမီကြီးချင်းတွေအာနာတွေဘာတွေကခမရဲ့စာလောင်မှုကိုဘယ်တော့အခါမှလွင်ချမဟုတ်ဘူးမေးဆွေပါတော့မဟုတ်ဘူးမရှိဘူးအဲ့မရှိဘူးကျွန်တော်စီပြောမယ်ကျွန်တော်နိုင်ငံတော်တော်များကိုတွားပြီကျွန်တော်လူကြီးတော်တော်များနဲ့လဲတွေ့ပြီနော်ကဘာမှာတကက်ဟိုနာမည်ကြီးတွေဖြစ်တဲ့ဘရင်တွေနဲ့တောင်ကျွန်တော်တွေ့ပြီတမိုင်းဒီနဲ့ဘရင်တွေမိသားစုနဲ့တွေ့အကိုလို့ကျွန်တော်ဘယ်လိုပြောမလဲနော်အခုအသက်40ပြောင်းနေပြီဒီတော့တွေ့မှာကျွန်တော်ချိပီနယ်ကနေပြောမယ်ဆိုတော့ကျွန်တော်လောက်ဟိုအဲ့လိုနိုင်ငံတကာကိုထွားသွားပြီးတော့ပေါ့နော်ချားတာတဲ့သူတော်လကောင်းဒီဘက်ကရှဲသူတော်လကောင်းဟိုဘက်ကပေါ့နော်ဒီအမျိုးမျိုးပေါ့နော်ဆိုတွေးခဲ့ဖူးတယ်လွတ်တော်ကိုလည်းတစ်ခုပြီးတစ်ခုကျွန်တော်ကပ္ပလွတ်တော်တွေတော်တော်များများမှာကျွန်တော်ပြောခဲ့နိုင်ငံကောင်းဆောင်တွေဆိုလဲကျွန်တော်အများကြီးတွေ့ခဲ့ပြီဒါပေမဲ့မိတ်ဆွေပေါတော့စာလောင်မှုဆိုတာဒီခရစ်တော်မှာတပမတူဖာစတော့ကိုစာလောင်မှုနဲ့လွတ်မြောက်ခြင်းပေးနေမရှိပါဘူးဒါကတော့အလုံးလည်းဖြစ်မှာပဲနားလည်းကြမှာပဲဘယ်တော့ပဲနာမည်ကြီးပြီစေပေါ့နော်စာလောင်မှုကပြောင်းမှာမဟုတ်ဘူးစာလောင်နေမှာပဲခရစ်တော်နဲ့တွေ့မှပြောင်းမှာဒါပဲစစ်စစ်လေးပေါ့နော်ကြားတဲ့နေရာမှာ healing မရှိဘူးတကယ်ပြောတာဥမာပေါ့တချို့လူတွေကတော့အော်ကျွန်တော်အလုပ်အကင်ရရှိတဲ့အချိန်မှာကျွန်တော်ရဲ့စာလောင်မှုကပျောက်သွားမယ်မဟုတ်ဘူးမဟုတ်ဘူးလူကလေဖះကဖာတင်းတဲ့အခါမှာသူတယောက်ထက်နေလို့မရတဲ့လူဖြစ်နေတယ်အဲ့လိုဖះဖာတင်းထားတာဖះနဲ့အတူပေါင်းမှလူကအစစ်ပြင်းတယ်ဖះမပါဘဲနဲ့နေလို့ရတဲ့လူသားဆိုတာကဘာမှမရှိပါဘူးနော်ဒါကြောင့်မလို့ကျွန်တော်တို့ဒီဘာကိုစာလောင်နေတယ်လဲဆိုရင်မိတ်ဆွေပေါတော့ငွေကိုစာလောင်နေတာမဟုတ်ဘူးအာနာတွေအမေမဟုတ်ဘူးအေကောင်းတွေယာကောင်းတွေအလုတ်ကောင်းမဟုတ်ဘူးကျွန်တော်စာလောင်နေတဲ့ဥစ္စာတွေကျွန်တော်တို့ရဲ့ဖာစစ်စင်ကိုစာလောင်နေတာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ဖာစစ်စင်နဲ့တွေ့မှအဲ့ဒီစာလောင်မှုကပျောက်သွားမှာဖြစ် We are healed when we meet Jesus ခရစ်တော်နဲ့ထိမှဆယ်နှစ်တွေးထွက်တဲ့အမျိုးသမီးကနေကောက်သွားတယ်မဟုတ်ဘူးလားမိတ်ဆွေပါကျွန်တော်တို့ heal our land ဆိုတာဟာလဲပြောမယ်ဆိုရင် when our land met with Jesus there will be healing in our land ကျွန်တော်နိုင်ငံမှာဖာစစ်စီနဲ့တွေ့တဲ့အခါမှာနော်ကျွန်တော်နိုင်ငံတစ်ခုလွတ်မြောက်ခြင်းကိုရသွားလိမ့်မယ်တကယ်ရဲ့လွတ်မြောက်ခြင်းကသူ့မှာပဲရှိတယ်ခရစ်တော်မှာပဲရှိတယ်ကြားတဲ့နေရာမှာမရှိဘူးကြားတဲ့နေရာမှာမရှိဘူးဒါတော့ကျွန်တော်အားလုံးကနားလည်ဖို့လိုတယ်ဒါကြောင့်မလို့ heal our land လို့ပြောတဲ့အခါမှာဘယ်လိုလဲကျွန်တော်အားလုံးမျှော်လင့်ချက်မဲ့ကြတယ်မဟုတ်ဘူးလားအခုဆိုတော့ຫນွေဥတော်လှားကြီးဖြစ်နေတယ်အော်ဘယ်တော့ຫນွေဥတော်လှားအောင်မိမလဲဘယ်အချိန်မှလဲမနေ့ဖြာလားတစ်ဖက်ခါဒီနှစ်လားတချို့လူတွေကတော့မျှော်လင့်ချက်တွေတော်တော်ဘယ်လိုအခုနလို့ပေါ့နော်တချို့နေရာမှာဆိုတော့ပညာတွေတင်တယ်ပညာဘူးအလုပ်တွေလျှောက်တယ်မရဘူးမျှော်လင့်ချက်မဲ့တဲ့နေရာတွေတော်တော်များများဖြစ်ခဲ့ပူတယ်ရှိခဲ့ပူတယ်မိတ်ဆွေပေါ့နော်ကျွန်တော်အဲ့ဒီမျှော်လင့်ချက်မဲ့တဲ့နေရာကနေပြီးတော့လွတ်မြောက်ဖို့ရအတွက်ကျွန်တော်မှာခရစ်တော်ကိုအလိုရှိနေတယ်မျှော်လင့်ချက်မဲ့တဲ့နေရာမှာဘာကိုပေးမလဲခရစ်တော်ကမျှော်လင့်ချက်ကိုပေး
Eddie Mully Che made in the Yamabe Kritoka Mully Cheku Pima Pina. A gungi many then the Akobe do api a gungi silade. Ne Macaude nea Gobe do api ne Gaude nea Pilade. Te Gandra Gobe Tawara Pia api Chokema ye Twilade. Ah, what's this? Da Jamolo Missy Paro, Jonado Alo di Dine Tawara Piago, Jono Pansis in Pia Salam Polobare. Tuma apishire. Kemia boya apiga tuma golusid. So no boya apig alo di tuma golu piso de. Jonoko. Jonoa totaba together. Jonoa totaba. Jonah ba mamasiba. Jonoma waja wajwasia let the kuma jonoma tuibu. Sibio. Jono chekilo chide. Jono wama baga wajwa male. Bagu jono jibido. No. Oh. Bagu jono. Mewa. The kuma matui. Daime the kube duida gabale sui. Jono yingani de chima. Jono go yilao be de krito go duelo jono arabe wajwa se aside. Jaramsi. Jono mioli che many de chima. Mioli che go bedo duga krito. Ara the kube jono wajwa lo yare. Da jaramsi bu. Jono go ogungi many de chima. Agungi go be de krito. Ma da ba. Ba the kuma jono ma wajwa se amsi bu. The local marginal, each Bobby, but the Kuma Paben and Muida Beno. But the Kuma Paben and Muida. The local and Tedware chase will about the Kuma Badwama Mahobabu, Miss Weber. The Kube Badwapo Shida Tower at that. So, Jono Piochinaga, Dine Akudilo, Yamananga, a more my suit or chamber. Jonole no Piaga a topu biro. Oh no Luda atwe Miamananga to Nangata atwe Piaga a lolo kind. Pia say kind. Elo pioido. Elo wepo mahabo. Jono dolo le maho, Jono dalo bata kuma Jono dola tada the kuma masi. Jesu do chawbe dine eti Jono. Lolo yade. Jesu do masibu switch about the kuma lolo mea. Miss Weber. Jono Hanachano Nale. Jono Hanachano Tigre. Dajamolo dine. Jono alo le. Now so nene. Qua pechina caro. Joro teta ma Miss Weber. But the kuma kauna masiba. Kauda or Krito be kauna. Jono teta. But the kuma kauda masiba. No, kauna Krito be seed. Jono teta ma the kuma yusia masiba. The kube sida Krito be. Da jam seed. Yusiam, Jono a you balumla, Jono you da kana kule. Da meji go to ma be. Bama tapu masiba. Da jamolo piochina garo, Meswe Paro. Jonoko. No. The get healing healer ka. Jonoko pass in the passes piapine. Da jamolo. No. Kitoka pure. The car counted. Jodo aloe the car counted. The car pupe ye. Do not need Do a healing the Yula baby. Let me out cheat the Yula baby. Muliche many Maseway, Muliche mena go to you baby dog, Maseway go Muliche baby, Yujiba.
မေးဆွေအားနဲ့နေနော်တခါဖွင့်တာကိုတခါကောင်းတော့ဖွင့်လိုက်ပါမေးဆွေအားနဲ့နေတာကိုသူယူပေးပြီးတော့မေးဆွေကိုအားပေးမှလေသူကနော်ဥမာပေါ့မချေနာတာတွေများနေခက်တော့ကိုတောက်လိုက်ပါအဲ့ဒီမချေနာချင်းတဲ့အကိုလို့ကိုသူကဖယ်ရှားပေးပြီးတော့ဘာကိုပေးမလဲချေနာချင်းပေးမှဖြစ်တယ်ဘယ်လောက်ကောက်တယ်လဲမိတ်ဆွေမအိမ်နိုင်တောင်မှလေမအိမ်နိုင်တဲ့ညာကိုဖះကိုပေးလိုက်ပါမအိမ်နိုင်တဲ့ညာကိုပေးပါအေးချင်းကိုဖះပေးမှာပဲသူကပြောမယ်ဆိုရင်ဝါလက်၍ပြပတော့သူတို့ငါထာကိုလာကြလောငါချားတာပေးမယ်တလောက်ကောင်းတာဝါလက်၍ပြပတော့သူတို့ငါထာကိုလာကြလောချားတာပေးမယ်ကျွန်တော်တို့အဖေမေတွေကျွန်တော်တို့ညီကူမောင်နှမတွေကျွန်တော်တို့ရဲ့မိမကျွန်တော်တို့ရဲ့ယောက်ျားတွေကခင်ဗျဝါလေးချီတွေပြောမနေနဲ့မုံမာသူတို့ကမုံမာပြပါစီတွေအများကြီးမပြောနဲ့ဒီလောကအခင်တော့မုံလိမ့်မယ်ကျွန်တော်လည်းမပြောဘူးเนาะကျွန်တော်ကောက်ကောက်တိထားလို့ကျွန်တော်မိသားစုတွေမှာကျွန်တော်ရဲ့ပြပါမှုတွေဝါလေးမှုတွေအများကြီးမပြောဘူးသူတို့ကခါနိုင်မရှိဘူးပောက်ကွဲကုန်မှာမရဘူးမပြောနဲ့ဒါပေမဲ့ဒါတွေကိုပြောမဲ့နေရာတစ်ခုပဲရှိတယ်ခရစ်တော်ကိုပြောပါဘယ်လောက်ကောင်းတယ်လဲသူကဖိတ်ခေါ်နေပါတယ်မိတ်ဆွေပေါ့ဘာကြောင့်လဲ he is the healer သူကကျွန်တော်ကိုနော်ချားတာပေးမယ်ဒါကြောင့်မလို့ညီကိုချိုတဲ့အနေနဲ့ပြောချင်တာကတော့ he is our strength he is our refuge he is our healer he heal us from the blindness and he will not see he heal us from the weakness and he make me strong when I'm weak he healed he heal us from our past most importantly he heal us from our sins he heal us from helplessness and he gave us help he heal us from hopelessness and he gave us the hope he healed us from the death and he gave us a life ကျွန်တော်ကိုတေချီမှလွဲ့မြောက်ပေးပြီးတော့ကျွန်တော်ကိုထာဝရအသက်ကိုပေးတယ်တေချီမှလို့ဒါကြောင့်မလို့မိတ်ဆွေပေါတို့ဒီနေ့ heal our land ဆိုတာဒီကျွန်တော်လည်း healer မဟုတ်ဘူးခင်ဗျားလည်း healer မဟုတ်ဘူး there's only one who can heal our land there's only one who can heal you and me ကျွန်တော်တို့ကိုလွတ်မြောက်ချေပေးနိုင်တာတယောက်ပဲရှိတယ်တူပဲစတပါးပဲရှိတယ် the only one စီပေါလုကပြောတယ်နော်ကျွန်တော်တို့ကတရားမှကောင်းတယ်လို့မရှိဘူးတဲ့ no one is righteous except Jesus himself ခရစ်တော်မှတပါးဒါကြောင့်မလို့မိတ်ဆွေပေါတို့ကျွန်တော်တို့ကို healer ဖြစ်တဲ့ခရစ်တော်နဲ့အတူချစ်တဲ့ကြပါစို့သူနဲ့အတူစိတ်ကိုချစ်တဲ့ကြပါစို့ဟိုတော့လည်းကျွန်တော်ခေါ်ပြောတယ် no turning back နောက်ကိုမကြည့်နဲ့နောက်ကိုကြည့်တာဖះမကြိုက်ဘူးကြားစာမှာ Lord ရဲ့ဇနီးကနောက်ကိုကြည့်လို့သူကနော်အဲ့လိုဖြစ်သွားတယ်ဆိုတာကျွန်တော်ကြားစာမှာကိုလို့တွေ့တယ်နောက်ကိုမကြည့်နဲ့နောက်လှမ်းမကြည့်နဲ့စိတ်ကိုကြည့်ပါခရစ်တော်ကိုကြည့်ပါခရစ်တော်ကိုတဲကြည့်ပြီးတော့တွားလိုက်ပါ the healing is waiting us အဲ့မှာကျွန်တော်တို့လွတ်မြောက်ခြင်းကစောင့်မျှော်နေတယ်အရောက်စီတိုင်းဖျားရှင်
ကောက်ချပေးပါစေကျေးဇူးပါကျွန်တော်မှာအခြေရနည်းနည်းနဲနေလို့ကျွန်တော်ခဏလေးပဲထိုင်ပြီးတော့ Zoom ကနေပြထွက်သွားရင်လည်းမိတ်ဆွေပေါင်းတို့နားလည်းပေးစီချင်တယ်တကယ်ပဲဒီညကျွန်တော်ကိုဖိတ်ခေါ်တဲ့အတွက်ကြောင့်လည်းကျေးဇူးတင်တယ် Thank you ပါ Amen ဒီယူမေတင်နေစရာအချင်းမရှိတဲ့ကြားထဲမှာကျမတို့ရဲ့ဖိတ်ခေါ်ခြင်းကိုလက်ခံပေးတဲ့အတွက်ကြောင့်ကျေးဇူးတင်တယ်ဆရာက2010မှာMCC ဟောမှာလာတဲ့စာတပည့်လာနဲ့အဲဒီတော့ဆရာရဲ့နှုတ်ကပတ်တော်ဟောတဲ့အရာကိုကျမတွေ့တယ်အဲ့ဒီချိန်ကနေဆရာနဲ့ဗာလေအရာကျေးဇူးတင်တဲ့အခုချိန်မှာမြန်မာပြည်ကြီးကိုဦးဆောင်တဲ့အနေနဲ့ဖခင်ထားပြီးတဲ့အတွက်ကြောင့်အများကြီးကျေးဇူးတင်တယ်ကျမလည်းအဲ့ဒီနေ့ကနေဆုတောင်းပြီးတယ်ကျမ Facebook ကိုပြီးရင်မိုင်တိုင်းမှာလည်းတင်ပြီးတော့စာဒေးဗစ်လာနဲ့ဒေါက်တာဆာဆာအဲ့ဒါဒီနှစ်ယောက်ကမြန်မာပြည်ကြီးကိုဦးဆောင်ရင်မြန်မာပြည်ကြီးကဖြစ်တော့အတွက်ဖြစ်မယ်လို့အဲ့ဒီကနေဆုတောင်းပြီးတယ်လို့ဖြစ်တယ်လို့အဲ့ဒါလေးလည်းပြောချင်ပါတယ်အဲ့ဒါကြောင့်ကျမကမရအောင်ကြိုးစားပြီးတော့ဆမာရုကိုငေတောင်းရဲပင်ဆမာရုကစနုပါကိုငေတောင်းပြီးတော့အဲ့လိုပဲဆရာနဲ့တွေ့ရချင်းဖြစ်ပါတယ်လို့ကျမအနေနဲ့တော့အရာလေးစားတယ်ယူတည်တယ်ဘာဖြစ်လို့လဲဆိုတော့မြန်မာပြည်ကြီးဦးဆောင်ရဲလို့ကတကယ်ဘောနကန်ဖယားကိုချစ်တဲ့လူကိုဖယားပြီးပြီလို့အရာဝန်တာတယ်လို့ဆရာကျေးဇူးတင်တယ်ဆက်ပြီးလဲအမေရန်စုတောင်းပြီးရပြီးရင်မိသားစုအတွက်ကအခုမြန်မာပြည်ကြီးကိုဦးဆောင်တဲ့လူတွေအားလုံးကအများတော်အခါဖြစ်ယုံကြည်သူများတယ်တချင်ပြီးတော့စစ်တဲ့ကရင်ရောသူတို့ခေါင်းဆောင်ကတကယ်ကိုဖျားချစ်တဲ့လူဆိုတော့ကျမကအဲ့ဒါမျိုးပဲလိလာပြီးတော့ဘယ်သူကမြန်မာပြည်ကြီးကိုအုပ်စိုးမလဲဆိုတာမျောလင့်ချက်ကြီးစွာနဲ့ပေါ့နော်အခုကစုတောင်းတန်ကိုဖျားနားမြောင်းရဲဆက်ပြီးဖျားပေါင်းကြည့်ပြီးမယ်မြန်မာပြည်ကြီးကိုနှုတ်ထမယ်မြန်မာပြည်ကြီးကခရစ်တော်ရဲ့နိုင်ငံဖြစ်မယ်ဆိုတာယုံကြည်တယ်အခုတော့ဆရာအတွက်ပဲဆရာမထွက်ခင်လေးမှာစုတောင်းပြီးမယ်ဆရာအတွက်တက်ပေါ့နော်တခြားခေါင်းဆောင်တွေအတွက်တော့နောက်မှပြန်စုတောင်းမယ်နော်ဟိုနိုင်ထိဆိုတော့လေဆရာစုတောင်းပြီးမယ်အချက်လေးတွေကိုနည်းနည်းတင်ပြပြီးလို့ရလားအဲ့ဒါပြီးမှဆရာအတွက်တက်ပဲမိသားစုကိုအလုံးအကုန်လုံးပေါ့နော်ကောင်းချီးပြီးမယ်ပေါ့နော်ဒီနေ့ညလာတဲ့ယုံကြည်သူတွေကနော်အဲ့ဒါလေးကိုတင်ပြပြပါလို့ဆရာဟုတ်ကဲ့ကျေးဇူးပါကျွန်တော်ဆုတောင်းတဲ့အနေနဲ့ပေါ့နော်ကျွန်တော်အခုကအားလုံးတည်တဲ့အတိုင်းပဲကျွန်တော်နိုင်ငံမှာတကယ်ဖြစ်နေတဲ့ဥစ္စာကမှောင်မဲ့ချီဆိုတော့ကျွန်တော်ကဒါကိုတစ်ဖက်ကကြည့်တဲ့အခါမှာဒီမှောင်မဲချင်းရဲ့မှုတိုက်ကကြည်လေပေါ့နော်ဒီအနာကားမှာလာနေတဲ့အလီအောင်ဟာလည်းကြည်လေဖြစ်တယ်လို့ကျွန်တော်အဲ့လိုယူချင်တယ်နော်ကောင်းတဲ့ဥစ္စာကလာနေတဲ့မြန်မာပြည်အတွက်တကယ်ကောင်းတဲ့ဥစ္စာကကြီးမားလို့အားကြီးလို့ yes ဒီဖက်ကဆိုးတဲ့ဥစ္စာကလည်းတစ်ဖက်ကဆိုတော့ဘယ်လိုပြောမလဲငလီကိုလှုပ်ခိုင်းနေတယ်လို့ပေါ့ဆိုတော့ပြောချင်တာပေါ့နော်အခုနကျွန်တော်ပြောသလိုအဲ့ဒီ12နှစ်တိုင်တွေးထွက်တယ်ဆိုတဲ့ဥစ္စာကလွယ်တဲ့ဥစ္စာမဟုတ်ဘူးကြားစာမှာဆိုတော့တွေ့ရတာလေဖြစ်လို့12နှစ်အထိကိုအဲ့ဒီအမျိုးသမီးကအဲ့ဒီယောဂါကိုခါစားတယ်လဲဆိုတာကိုကျွန်တော်အများကြီးစဉ်းစားခဲ့တယ်သူ့အတွက်ကဲတီချင်းလာနေတဲ့ဥစ္စာကလည်းကြီးမားလွားကြီးလို့ဖြစ်နေတယ်လို့ကျွန်တော်အဲ့လိုသဘောပေါက်တယ်အာမင်
အဲ့လိုကျွန်တော်တဘောပါတာ ဟုတ်ကဲ့ဆရာ တစ်ဖက်ကပြောမယ်ဆိုရင်ကြာဆာမှာ job ပေါ့နော် job ပါစီတယ် သူ့မှာစီးသမျှအားလုံးရှူရှူသွားတယ်မဟုတ်ဘူးလားရှူရှူသွားတယ်တိုးတော်လည်းပဲဖယားကပြာပေးတဲ့အခါမှာအစတိုးစလေးစမကပြာပေးတာကိုတွေ့ရပါတယ်အဲ့လိုပဲမြန်မာပြည်ဟာလည်းဖြစ်မှာပဲဒီနေ့ရှူရှူသွားတာထက်အချိန်ပေါက်များစွာဖယားကပြာပေးမှာပဲအဲ့ဒါကျွန်တော်ဖယားမှာပဲကြည့်တယ်လူမှမကြည့်ဘူးเนาะတကယ်လူမှမကြည့်ဘူးဒီနေ့ရှူရှူသွားတဲ့ကျွန်တော်ဥမာသာတလာမြို့ကိုကြည့်မယ်ဆိုမရှိတော့ဘူးပေါ့နော်ကျွန်တော်ထင်တယ်သာတလာမြို့အစ်စ်ပေါ်ပေါက်လာမဲ့ဥစ္စာဒီဟိုတို့ကသာတလာအဟောက်ထက်ကိုအစာပေါက်များစွာကောင်းတဲ့သာတလာမြို့တစ်ကလာနေတယ်အဲ့ဒါကျွန်တော်ဖယားမှာယုံကြည်တယ်အာမင်အဲ့လိုပဲနားလည်ပေးစေချင်တယ်မြန်မာပြည်ကြီးကလည်းတကယ်အခုကရှူရှူချင်းနဲ့တားချဖြတ်ချင်းနဲ့ကျွန်တော်ရည်ဆိုင်နေရတယ်တိုးတော်လည်းပဲမကြခင်မှာလာမဲ့နေတဲ့နော်အနာဂတ်ဒီရှူရှူချစ်တဲ့အစာပေါက်များစွာကြီးမားလာတဲ့ဂျေဇုတော်ကလာနေတယ်အဲ့ဒါကျွန်တော်ဖះမှာမျှော်လင့်တယ်တကယ်ပြောတာဖះမှာမျှော်လင့်မျှော်လင့်တယ်လူမှာကျွန်တော်မမျှော်လင့်ဘူးကျွန်တော်ဖះမှာအဲ့ဒါယူချင်တယ်အာမင်နော်ဆိုတော့ဘလို့ပဲဖြစ်ဖြစ်ဒီနေ့မောင်မိုက်ချင်းအလုပ်ဒီမနေ့ဖြာနော်ဒီတကယ်အလီအောင်ထိုကားစေတဲ့ဥစ္စာကကြီးမားလို့အကြည့်လို့ဒီနေ့မောင်မိုက်ချင်းဟာလဲတကယ်လူစကားနဲ့တောင်မှဟိုပြောလို့မရတဲ့ဥစ္စာဖြစ်တာပေါ့နော်ဒါကြောင့်မလို့ဆူတောင်းတဲ့အချိန်မှာလဲဟိုအဲ့ဒါလေးကိုအမေရာဟိုကျွန်တော်နဲ့အတူဆူတောင်းစေချင်တာပေါ့နော်အဲ့လိုပေါ့အခုကကျွန်တော် YouTube တူတော်များများဟာလဲဟိုဘာတွေဖြစ်နေတယ်လဲ why this happening ဘာကြောင့်ဒါတွေဖြစ်နေတယ်လဲဆိုတာမိခုတော့စစ်ကြမှာပဲလေနော်ဘာကြောင့်ဒီလောက်မြန်မာပြည်သူလူထုကဆူဆူနေရတယ်လဲဖြစ်နေရတယ်လဲဆိုတဲ့မိခုကအများကြီးရှိမယ်ဒါပေမဲ့အဖြေကတော့တစ်ဖက်ကပြောမယ်ဆိုဟုတ်ပြီစာတာမာနရဲ့ကြီးစိုးမှုကြောင့်ဖြစ်တယ်တစ်ဖက်ကပြောမယ်ဆိုရင်ဒီဖက်ကဆူဆူချင်းတွေမြလေလေမနေ့ဖြာမှာရယူချင်းတွေကမြလေလေဖြစ်မယ်နော်ဆူဆူချင်းမြလေလေမနေ့ဖြာလာမယ့်ရယူချင်းကလည်းအာမင်မြလေလေဖြစ်မယ်ဆိုတော့အဲ့လို UG2 ဒီလဲကျွန်တော်နော်အားမလျှော့ပဲနဲ့ဆက်လက်ပြီးတော့စိတ်သက်နိုင်ဖို့ရအတွက်အတူတကွဟိုဆူတောင်းကြပါဆိုကျွန်တော်ကိုယ်တိုင်လည်းအခုနအမပြောသလိုပေါ့နော်ဒီလိုတကယ်ခက်ခဲတဲ့အချိန်မှာမြန်မာနိုင်ငံဒီလောက်ခက်ခဲတဲ့အချိန်မှာကျွန်တော်လည်းတရားအပါဝေးလို့ရမယ့်အခါမှာတကယ်ပဲကျွန်တော်လူအနေနဲ့မခံနိုင်တကယ်ဒါပြောမယ်လူအနေနဲ့လူစိတ်ဓာတ်မခံနိုင်ကျွန်တော်မှနေ့တိုင်းရောက်တဲ့ email တွေကတေချင်းတာချင်းဖြတ်ချပေါ့နော်ကျွန်တော်မနေ့တိုင်းပြောနေရတဲ့စကားတွေကကောင်းတဲ့စကားတစ်ခုမှမရှိဘူးလောလောဆယ်နော်အဲ့ဒီယူအမိရှုလိုက်ပြီအဲ့မှာလူအသားခံလိုက်ပြီဆိုတဲ့တကက်ရက်ဆက်ချီချချုပ်ချီကိုပဲကျွန်တော်ရဲ့ထမိလို့ဖြစ်နေတယ်နေ့တိုင်းကျွန်တော်မနေ့စာကျွန်တော်အိယာထားတာနဲ့ကောက်တဲ့မှာပထမဆုံးပြီလာတာဘယ်နှစ်ယောက်ဒီနေ့တိတ်သွားပြီလဲဘယ်နှစ်ယောက်ဆွဆွသွားပြီလဲဆိုတဲ့ဥစ္စာကကျွန်တော်ဒါတွေပဲဖြစ်နေတော့တကယ်ဒါဆိုရင်လူစိတ်တောင်မှဒါခါနိုင်တော့မရှိဘူးဒါပေမဲ့ကျေးဇူးတော်ကြောင့်ပဲကျွန်တော်ဒီနေ့အထိသွားလို့ရတယ်ဆိုတော့ကျွန်တော်ကိုယ်တိုင်လဲဒီလိုခြေနေမျိုးမှာကျွန်တော်ခွန်အားနဲ့မသွားပဲနဲ့เนาะကျွန်တော်ခွန်အားနဲ့မသွားပဲနဲ့ကျေးဇူးတော်နဲ့သွားဖို့ရအတွက်ဆုတောင်းပေးပါကျွန်တော်ခွန်အားဘာမှမရှိပါဘူးကျေးဇူးတော်နဲ့ပဲကျွန်တော်သွားလို့ရတယ်ကျွန်တော်နားလဲတယ်ဒါကြောင့်မလို့ကျေးဇူးတော်နဲ့အတူအမြဲတမ်းကျွန်တော်လဲရှောက်လာနိုင်ဖို့အတွက်ဆက်လက်ပြီးတော့ဆုတောင်းမှားစာပေးပါစိတ်ဖြစ်စီမှုတွေ pressure တွေဒါတကယ်ပဲများပါတယ်ကျွန်တော်ပစနဲ့တော့မပြောတတ်တော့ဘူးเนาะအခုလိုမှလဲကျွန်တော်အများကြီးပြောလို့လည်းမဖြစ်ဘူးဒါလည်းနားလည်ပေးစစ်ချင်တယ်ဒါပေမဲ့လည်းကျွန်တော်မှရှိနေတဲ့ PR တွေနဲ့ကျွန်တော်မှရှိနေတဲ့ pressure တွေကတော့ကျွန်တော်မိသားစုလည်းနားမလည်နဲ့ဘယ်သူမှနားလည်မှာမဟုတ်ဘူးဒါကိုနားလည်တာအခုနကျွန်တော်ပြောသလိုဖះမှတပါဘယ်သူမှနားလည်မှာမဟုတ်ဘူးဒါကြောင့်မလို့
ဖျားစီမှာဆူတောက်ပေးတယ်ဆိုတာကအဲ့ဒါပါပဲဒါကြောင့်မလို့ဒါအတွက်လည်းကျေးဇူးတင်တယ်ပြီးတော့နောက်မှလည်းဆက်လက်ပြီးတော့ဆူတောက်စေချင်တယ်အဓိကပေါ့နော်ဒီနေ့တိုင်းပေါ့နော်နေ့တိုင်းစက္ကတိုင်းမိနစ်တိုင်းနာရီတိုင်းမှာကျွန်တော်တို့ကခရစ်တော်နဲ့မနေအတူမနေလို့မဖြစ်တဲ့လူတွေဖြစ်တယ်ဥပမာကျွန်တော်စကားတစ်ခုပြောမှလိုက်ရင်မဖြစ်တော့ကျွန်တော်နော်မှားလို့မရတဲ့နေရာဖြစ်နေတယ်ကျွန်တော်ကအဲ့လိုပေါ့ဘယ်လိုပြောမလဲကျွန်တော်တခုခုလောက်တာမှားသွားရင်နိုင်ငံကခါမှာဆိုတော့အဲ့လိုအခြေအနေမျိုးမှာကျွန်တော်တို့ကရှိနေတော့ကြားစာမှာပြောတဲ့အတိုင်းပေါ့နော်ကျွန်တော်တို့တွားနေတဲ့ခီးကကြီးကြီးလိမ့်ဖြစ်တယ်နော်လာအကျယ်ကြီးမဟုတ်ဘူးကျွန်တော်ရှောင်းနေတဲ့ခီးကတကက်ဟိုကြီးမြောက်တဲ့ခီးဖြစ်နေတယ်ဒါကြောင့်မလို့စူတောင်းပေးတဲ့အခါမှာလည်းဒါကိုအလိုနားလည်ပေးပြီးတော့ကျွန်တော်ကဟိုထမီးမစားဘဲနဲ့တော့နေလို့ရတယ်အေးမရှိဘဲနဲ့နေလို့ရတယ်စောင်းမချိုဘဲနဲ့ကျွန်တော်နေလို့ရတယ်နော်ဟိုဘယ်လိုပြောမလဲရေမရှိဘဲနဲ့တော့ကျွန်တော်တရက်နဲ့တပတ်လောက်တော့နေလို့ရမှာပဲဒါပေမဲ့ကျေးဇူးတော်မရှိဘဲနဲ့တော့တစ်စက္ကန့်တော့ကျွန်တော်နေလို့မရကျေးဇူးတော်မရှိဘဲနဲ့တော့တမိနစ်တော့ကျွန်တော်ဘလို့နေမှမသိဘူးတကယ်ပြောဆိုတော့ဘလို့ပဲဖြစ်ဖြစ်ဒါကိုလည်းနားလည်ပေးပြီးတော့ဆိုတော့တဲ့ထက်မှာလည်းနေ့တိုင်းเนาะတနေ့မှာ24နိုင်ရှိတယ်24နိုင်မှာခုနလိုပေါ့เนาะ2မိနစ်လောက်ကိုတော့ကျေးဇူးပြုပြီးတော့အခြေယူပြီးတော့ကျွန်တော်အတွက်ဆိုတာထက်ကိုပေါ့နော်မြန်မာပြည်အတွက်ပေါ့ဆက်လဲပြီးတော့ဆူတောက်ပေးပါကျွန်တော်အတွက်ဆူတောက်ပေးတာဟာလည်းမြန်မာပြည်အတွက်ပဲဘာလို့လဲဆိုတော့ကျွန်တော်မြန်မာပြည်အတွက်လုပ်နေတဲ့လူတွေဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်အတွက်ဆူတောင်းတယ်ဆိုတာဟာလည်းတကယ်တော့မြန်မာပြည်ကြီးအတွက်ပဲနော်ဒါကြောင့်မလို့ဒါကတော့ခွဲလို့မရဘူးဆိုတော့2မိနစ်လောက်တော့အခြေယူပြီးတော့နေ့တိုင်းကျွန်တော်ကိုဆူတောက်ဆက်ကမှားစားပေးပါဒီနေ့အထိတကယ်ပါဒီနေ့အထိကျွန်တော်လုံနိုင်တေးတာဟာလဲဟိုဆူတောင်းတဲ့လူတွေရှိနေလို့ပေါ့နော်တကယ်ဒါဆိုတော့ဒါကျေးဇူးတော်ပါပဲတကယ်ဒါဆိုတော့ကျေးဇူးတော်မရှိဘဲနဲ့တော့ဘာမှမဖြစ်ဘူးအလို့ဘာမှကိုလို့မရဒါကြောင့်မလို့ဒီနေ့ဒီထိတ်လို့တာဟာလဲဟိုခရစ်တော်ရဲ့ကျေးဇူးတော်ပဲဖြစ်တယ်ဒါကြောင့်မလို့ဆက်လက်ပြီးတော့ကျေးဇူးတော်မှာပဲကျွန်တော်တို့ဆက်လက်ပြီးတော့လုံနိုင်ဖို့ရအတွက်နိုင်ငံအတွက်ကျွန်တော်နောက်ဆုံးကြိုက်တော့မြန်မာပြည်ကြီးကောင်းကြီးရဖို့ပဲလူတိုင်းမိချင်တယ်မဟုတ်ဘူးလားမြန်မာပြည်ကြီးဒီချစ်ချစ်မေတ္တာရဲ့နိုင်ငံတော်ကြီးဖြစ်လာဖို့ပေါ့နော်မြန်မာနိုင်ငံတော်ကြီးဒီကောင်းချစ်မိဂလာအဖျားဖျားနဲ့ပြီးလျှံနေတဲ့နိုင်ငံတော်ကြီးပေါ့နော်မြန်မာနိုင်ငံတော်ကြီးဒီအခုနလိုပေါ့နော်ရေငါတော့တူလာပြီးတော့နော်စားလောက်ချိမှလွတ်မြောက်တဲ့နိုင်ငံခုနလိုမျိုးလေးချက်မဲ့တဲ့လူလာပြီးတော့မျိုးလေးချက်ရသွားတဲ့နိုင်ငံပေါ့နော်ခုနလိုဟိုဒါကျွန်တော်မေတ္တာကိုငားနေတဲ့တူလာပြီးတော့မေတ္တာကိုတွေးတဲ့နိုင်ငံတော်ကြီးပေါ့နော်အဲ့လိုနိုင်ငံဖြစ်လာမယ်လို့ကျွန်တော်လည်းဆုတောင်းတယ်အဲ့ဒါကြောင့်ကျွန်တော်ရည်ခုံတယ်တကယ်ပြောတာပါကျွန်တော်တို့နော်ဒါကတော့ထာဝရဘုရားအတွက်မဖြစ်နိုင်ဘူးဆိုတာမရှိပါဘူးနော်မဖြစ်နိုင်ဘူးဆိုတာမရှိပါဘူးမဖြစ်တိတ်တာပဲရှိတယ်ဆိုတော့အာမင်အဲ့ဒီအနာဂတ်ကိုပဲကြည့်ပြီးတော့အလုံးလဲဆက်လက်ပြီးတော့ဆုတောင်းစေချင်တာပေါ့နော်ကျွန်တော်တို့အနာဂတ်ဟာတကယ်ကောက်တဲ့အနာဂတ်ပါကျွန်တော်မနေ့ဖျားဟာတကယ်နော်ဒါလူတယောက်မှမမှီဖူးတဲ့မရသေးတဲ့မနေ့ဖျားပါအဲ့ဒီမနေ့ဖျားကလာနေပြီအဲ့ဒီမနေ့ဖျားလောက်ကောင်းတဲ့ဥစ္စာကတော့ဆိုလဲရီခိုလိုအားစီလို့ပြောတော့မပြောနိုင်ဘူးအဲ့ဒီမနေ့ဖျားကောင်းလိုအားရှိတယ်အဲ့ဒီမနေ့ဖျားကိုကျွန်တော်တွားနေတာဖြစ်နေဆိုတော့ဆုတောင်းတဲ့ထက်မှာလဲအဲ့ဒါကိုပဲကြည့်ပြီးတော့ဆုတောင်းကြပါဆိုတာကိုလည်းကျွန်တော်ပြောချင်ပါတယ်ကျေးဇူးတင်တယ်